大家好，欢迎来到你好 Notes。အားလုံးပဲမင်္ဂလာပါ你好 Notes မှာကြိုဆိုပါရရှင်။ဒီ channel လေးကနေပြီးတော့တရုတ်စာလေ့လာရည်နဲ့ပတ်သက်ပြီးအပတ်စဉ်ဝေမျှပေးတော့မှာဖြစ်လို့ subscribe လုပ်ထားပေးကြပါအောင်ရှင်။ဒီနေ့ဗီဒီယိုလေးမှာတော့တရုတ်စာသင်တဲ့အခါမှာအခြေခံအကျဆုံးဖြစ်တဲ့ဖင်းရင်းအကြောင်းလေးကိုဝေမျှပေးတော့မှာဖြစ်ပါတယ်။ Okay ဖင်းရင်းဆိုတာဘာလဲ။ဖင်းကတရုတ်စာအတန်ထွက်လို့ရှိရင်မှန်ကန်တိကျလွယ်ကူဖို့အတွက်ပြုလုပ်ပေးထားတဲ့ tools လေးတစ်ခုဖြစ်ပါတယ်။ဒါကြောင့်တရုတ်စာကိုစပြီးတော့သင်တော့မယ်ဆိုလို့ရှိရင်ကလေးပဲဖြစ်ဖြစ်လူကြီးပဲဖြစ်ဖြစ်ဖင်းကိုစပြီးတော့သင်ကြရတာပဲဖြစ်ပါတယ်။ဖင်းသင်လို့ရှိရင်ဘယ်လိုအကျိုးကျေးဇူးတွေရနိုင်လဲ။နံပါတ်1အချက်အတန်ထွက်မှန်ကန်မယ်။နံပါတ်2တိုင်ပင်ရိုက်တဲ့အခါမှာအသုံးဝင်မယ်။ဖင်းကိုအပိုင်းနဲ့ခွဲလိုက်မယ်ဆိုလို့ရှိရင်တော့အပိုင်း3ပိုင်းရှိတယ်။ Initial, Final, Tones တို့ပဲဖြစ်ပါတယ်။ဒီနေ့ဗီဒီယိုလေးမှာတော့ Initial အကြောင်းလေးကိုဝေမျှပေးသွားမှာဖြစ်ပါတယ်။ Initial ကိုမြန်မာလိုဆိုလို့ရှိရင်တော့ပြီလို့ခေါ်ပါတယ်။တရုတ်လိုဆိုလို့ရှိရင်တော့ရှင်းမူလို့ခေါ်ပါတယ်။ရှင်းမူက23လုံးရှိပါတယ်။အဲ့ဒါလေးတွေကိုအလွတ်ရထားဖို့လိုပါတယ်။ဒါမှနောက်ပိုင်းဖင်းနေဖတ်တဲ့အခါမှာလွယ်ကူမြန်ဆန်စီမှာဖြစ်ပါတယ်ရှင်။ကဲဒါဆိုကြည့်လိုက်အောင်။ပေါ်တန်လေးနဲ့ထွက်မယ်နော်။ပေါ်ဖောမောပေါ်တထနာလာကခအတန်လေးနဲ့ထွက်မှာနော်ဟကြီးချီစီသွားလေးကိုစီပြီးတော့အတန်လေးထွက်မယ်သူလည်းအဲ့တိုင်းပဲသွားလေးစီပြီးသွားကြတဲ့ကထွက်တဲ့လေတန်လေးကိုသုံးမယ်နော်ဒီသုံးလုံးကသူကသွားကိုစီပြီးတော့သွားကြတဲ့ကထွက်တဲ့လေတံကိုအသုံးပြုပြီးတော့ထွက်ကြတာဖြစ်ပါတယ်သူကကြတော့ရှာကိုအာကောင်အပေါ်ကိုကပ်ပြီးတော့ရှာလိတ်တဲ့အတန်မျိုးနဲ့ထွက်ကြပါတယ်ဒီအောက်ကရီနဲ့ဦးနဲ့ကိုကြတော့စလုံးအနီလေးနဲ့ရေးပေးထားတယ်သူတို့အကြောင်းလေးကကြတော့သက်ထပ်ပြီးတော့မှအသေးစိတ်လေးထပ်ပြီးရှင်းပြစရာလေးတွေရှိသေးလို့အနီလေးနဲ့ရေးပေးထားတာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ဒီ initial လေးကိုရမယ်လို့ထင်ပါတယ်ဒီအပေါ်ကဒီ for ပိုင်းလေးတွေက
တိတ်ပြီးတော့အတန်ထွက်ကြတာမခက်ဘူးလို့ထင်ပါတယ်ဒီအောက်ဆုံး z c s zh sh sh r အဲ့ဒီဟာလေးတွေကတော့အခုမှစပြီးတော့တင်တဲ့သူဆိုလို့ရှိရင်တော့နည်းနည်းလေးအတန်ထွက်ကြတာခက်ခဲနိုင်ပါတယ်ဒါပေမဲ့နောက်စူးစမ်းပြီးတော့ထွက်တဲ့အခါဆိုလို့ရှိရင်နောက်ပိုင်းကျရင်တဖြည်းဖြည်းနဲ့လွယ်ကူသွားမှာပါเนาะနောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်เนาะတာကြကြိုက်ကြ